ဒီလူကတဲအိမ်လေးပေါ်ကိုအတင်စားခောက်ဆွဲချောက်အခြေတွေမတော်တဆပြုတ်ကျမိသွားခဲ့ပါတယ်အဲ့ဒီခောက်ဆွဲစားကတင်းငယ်တဲ့တိုင်းပြည်ရဲ့မြေပြင်ပေါ်ကိုဓာတ်ရိုက်သွားပြီးတော့ပြစ်ကျသွားခဲ့တာပါမြင်လိုက်ရတဲ့အရာကြောင့်လူတိုင်းဟာစွန့်မင်တက်သွားကြပြီးအိမ်စင်မလေးတယောက်ကသွားပြီးစစ်ဆေးဖို့အနာတိုးသွားခဲ့တယ်သူမဟာမမျှော်လင့်ပဲပြင်းထန်တဲ့အမဲသားဟင်းခမ်းမုန်းနှံကိုရလိုက်တယ်ဘယင်မကြီးကဒါဟာနတ်ဖျားတွေစီကပေးတဲ့လက်ဆောင်လို့ယုံကြည်နေပေမဲ့ဒီလူမစားချင်လို့ပြစ်ထားတဲ့တရေစာမုန်းတစ်ခုဆိုတာသူတို့မသိကြပါဘူးဒီလူကသူ့မျက်စိရှိမှဖြစ်ပျက်နေတာတွေအကုန်လုံးကိုစောင့်ကြည့်နေပြီးဒီတဲအိမ်ကကဘာနှစ်ခုကိုဆက်သွယ်ပေးထားမှန်းသိသွားခဲ့တယ်ဒါကြောင့်ဒီတင်းငယ်တဲ့တိုင်းပြည်ကိုကူညီဖို့သူဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဘယင်မကြီးကခောက်ဆွဲတွေကိုချက်ပြုတ်ပြီးစစ်တီတော်တွေကိုမျှဝေကျွေးမွေးဖို့အမိန့်ပေးလိုက်တယ်သူတို့တွေဟာအစားအစာကိုပျော်ပျော်ပါးပါးသုံးဆောင်ခဲ့ကြပါတယ်ဒါကိုမြင်ပြီးတဲ့နောက်မှာတော့ဒီလူကအတင်စားခောက်ဆွဲချောက်တစ်တာတစ်လုံးလုံးကိုတဲအိမ်ထဲကိုတွန်ချပစ်လိုက်တော့တယ်နောက်တစ်စက္ကန့်မှာပဲတင်းငယ်တဲ့တိုင်းပြည်ရဲ့ကောင်းကင်ဘုံကနေမရေမတွက်နိုင်တဲ့ခောက်ဆွဲတွေမိုးရွာသလိုကျလာခဲ့ပါပြီအဲ့ဒီနေရာမှာရှိတဲ့လူတိုင်းဟာလုံးဝဆွန့်သွားခဲ့ကြတယ်တိုင်းပြည်တစ်ခုလုံးလည်းခောက်ဆွဲတွေအောက်မှာမြုပ်သွားခဲ့ရပါတယ်နတ်မို့ခေါင်းပေါင်းမှုပြဿနာဟာယာယီအားဖြင့်ပြေလည်သွားခဲ့ပေမဲ့မကြခင်မှာပဲရန်သူတပ်မတော်ကစစ်ပွဲစတင်ဆင်နွှဲလာခဲ့တယ်ဘယင်မကြီးကတော့နောက်ဆုံးချိန်ထိတိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကိုမြင်တဲ့အခါဒီလူကအတန်ချက်ဆက်အကြီးကြီးတစ်ခုကိုတဲအိမ်ထဲကိုပစ်ထည့်လိုက်ပြန်တယ်အေယာမစပီကာကြီးကရန်သူတပ်မတော်ရဲ့လမ်းကြောင်းကိုပိတ်ဆို့သွားပြီးရန်သူစစ်သားတိုင်းဟာကြောက်လန့်တုန်လှုပ်ကုန်ကြတယ်ဒီလူကသူတို့ကိုချက်ချင်းဆုတ်ခွာဖို့တတိပေးလိုက်ပြီးမဆုတ်ခွာရင်တန်မိုးကြီးကြီးပေးရမယ်လို့အော်ပြောလိုက်တယ်ဒါပေမဲ့ရန်သူစစ်သူကြီးကမယုံကြည်တဲ့အပြင်ဒီလူကိုစက်တိုက်ရန်စစိန်ခေါ်နေခဲ့တယ်ဒါကြောင့်ဒီလူကလျှက်စစ်လျှော့တိုက်တဲ့ကိရိယာကိုထုတ်ပြီးမှတ်လောက်သားလောက်ဖြစ်အောင်ဆုံးမလိုက်ပါတယ်ကျန်တဲ့စစ်သားတွေလည်းကြောက်လန့်တကြားနဲ့အကုန်လုံးထွက်ပြေးကုန်ကြတော့တယ်ဘယင်မကြီးကအောင်ပွဲခံခန်းနာကျင်းပဖို့ပြင်ဆင်နေတော့မှာပဲမမျှော်လင့်ပဲအမတ်တယောက်ကအခွင့်ကောင်းယူပြီးပုံကံမှုကိုစတင်လိုက်တယ်ဒါကိုမြင်တဲ့အခါဒီလူကလက်နက်တစ်ခုခုရှာဖို့ချက်ချင်းထွက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲသူ့ရေးစားဟောင်းရဲ့မောင်လေးကအိမ်ထဲကိုခိုးဝင်လာပြီးဒီတဲအိမ်ရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့စူးစမ်းနေခဲ့တာပါဒီလူကရုတ်တရက်ပြန်ရောက်လာတာကြောင့်မောင်ဖြစ်သူကပြပြတလဲနဲ့တဲအိမ်ထဲကိုပြုတ်ကျသွားခဲ့တယ်သူဟာအမတ်ကြီးရဲ့လူတွေစီမှာချက်ချင်းဖမ်းဆီးခြင်းခံလိုက်ရတယ်အဲ့ဒီအချိန်မှာဒီလူရဲ့အကူအညီနဲ့ဘယင်မကြီးရဲ့တက်မတော်ကအမတ်ကြီးရဲ့တကားဝအထိတိုက်ခိုက်ဝင်ရောက်လာခဲ့ပါတယ်ဒါပေမဲ့အမတ်ကြီးကမောင်ဖြစ်သူကိုတုံးပြီးလက်နက်အသစ်တစ်ခုဖန်တီးလိုက်တယ်အဲ့ဒီလက်နက်ကဘယင်မကြီးရဲ့တက်မတော်ကိုနောက်ဆုတ်သွားအောင်ဖိအားပေးနိုင်ခဲ့တယ်ဒါကိုမြင်တွေ့ပြီးတဲ့နောက်ဒီလူကအခြေအနေကိုအဆုံးသတ်ဖို့နျူကလ িয়ার ဘုံကိုတုံးဖို့ပြင်ဆင်လိုက်တော့တယ်သူ့မောင်လေးရဲ့ဘေးကင်းလုံခြုံရေးအတွက်စိုးရိမ်နေတဲ့ရီစာဟောင်းကသူ့ကိုတားဖို့ချက်ချင်းရှေ့ကိုတိုးလာခဲ့ပါတယ်အဲ့ဒီအချိန်မှာမောင်ဖြစ်သူကဘယင်မကြီးရဲ့စစ်တပ်ကိုအနိုင်တိုက်ရုံတင်မကပဲဘယင်မကြီးကိုပါသူ့ကိုလက်ထပ်ဖို့အတင်းကျပ်အကြက်ကင်နေခဲ့တယ်ဒီမြင်ကွင်းကဒီလူအတွက်ဘလို့မှကြည့်မနေနိုင်စရာဖြစ်လာခဲ့တယ်ရီစာဟောင်းရဲ့တားဆီးမှုတွေကိုလစ်လျူရှုပြီးသူတိုက်ခိုက်ဖို့ပြင်ဆင်လိုက်တယ်ရုံးရင်းဆန်ခတ်ဖြစ်နေတော့မှသူတို့နှစ်ယောက်လုံးတဲအိမ်ထဲကိုအတူတူပြုတ်ကျသွားခဲ့ကြပါပြီတဲအိမ်ထဲကလူတွေကတော့ဘယ်ကနေမှမသိရုတ်တရက်ပေါ်လာတဲ့သူတို့နှစ်ယောက်ကိုငေးကြည့်နေခဲ့ကြပါတယ်